အားလုံးပဲမင်္ဂလာပါခင်ဗျာကုတ်ဆံမူတိုင်းကိုထွန်းဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်လီကုတ်ကျဲ3ရက်မြောက်နေပေါ့နော်3ရက်မြောက်နေ့မှာတော့ကျွန်တော်တို့ဒီ problem 184 department highest salary ဆိုရဲပုတ်ထာလေးကိုကျွန်တော်ရွေးချယ်ထားရပေါ့လေဒီကောင်လေးကတော့difficulty ကတော့ medium level ဖြစ်မှာပေါ့လေ okay အဲ့ဒါလေးကိုကျွန်တော် solve လုပ်လိုက်ကြအောင်ဗျာအတူတူဒီမှာဆိုလို့ရှိရင်သူက table ပေးတာ employee table ပေးရတယ်employee table ပေးရတယ်ဟို idea primary key ဖြစ်မယ်ပေါ့လေ ID primary key ဖြစ်မယ် name salary ဖော်လို့ရှိရင် foreign key အနေနဲ့ department ID ကိုညွှန်လာရဆိုပြီးတော့ပြောရတယ်ပေါ့လေနောက် table တစ်ခုအနေနဲ့သူက department ကိုပေးတာ department မှာ ID နဲ့ name ပါမယ်ပေါ့လေ ID နဲ့ name ပါမယ်IDS the primary key column ဖြစ်မယ်တဲ့ primary key column ဖြစ်တယ်ပေါ့လေ currently that the department name is not now department name ကလုံးဝနားမဖြစ်ကဘူးပေါ့လေနားမဖြစ်အောင်ဆို department name ကလည်းပါမယ် issue or this table indicate the ID of the department and its name တဲ့ဟုတ်ပြီဒီတွေကဒီ department ID ကိုပြန်ပြီးတော့ရည်ညွှန်းမယ်ပေါ့လေ okay write a solution to find employee who has the highest salary in each or department ဟုတ်ပြီ department တစ်ခုချင်းစီကနေအမြင့်ဆုံး salary ရှိတဲ့ employee တွေကိုကျွန်တော်ကရှာပေးရမယ် research ကကြိုက်တဲ့ order ဖြစ်လို့ရတယ်ဆိုပြီးပြောတာပေါ့လေဒီထဲမှာဆိုလို့ရှိရင် employee table ထဲမှာဒီ employee 4ယောက်5ယောက်ရှိရပေါ့လေdepartment ကတော့2ခုပဲရှိမယ် ID နဲ့ save ပဲရှိမယ် ID က1ဆိုတော့ ID မှာဒီ3ယောက်ရှိမယ်ဒီ3ယောက်ထဲမှာ highest salary ဖြစ်တာကဘာဖြစ်မယ်ဆို90ရတော့gym နဲ့ mass နဲ့ဖြစ်မှာပေါ့လေ highest salary က2ယောက်ဆိုတော့9000 2ယောက်ဆိုတော့ဒီ2ယောက်ဖြစ်မယ်အဲ့တော့ sales department မှာကျတော့8000အများဆုံးဆို Henry ဖြစ်မယ်အဲ့တော့ဒီ output အနေနဲ့ဒါလေးထွက်လာတယ်ပေါ့လေဟုတ်ပြီအဲ့ဒါကိုကျွန်တော်ရေးလိုက်ကြအောင်ဗျာရေးလိုက်ကြအောင်ဆိုဟုတ်ပြီသူတွေက output တိုင်းလေးပဲကျွန်တော်ထုတ်ပေးရမယ်ပေါ့လေသူတွေက output တိုင်းလေးပဲထုတ်ပေးရမယ်ဆိုတော့အရင်ဆုံး select လုပ်လိုက်မယ် CLECT select department name နေ department name ဆိုတော့ကျွန်တော် department table တွေကယူရမှာပေါ့လေအဲ့တော့ department name ဆိုတော့အရှိက alias ကိုကျွန်တော် department နဲ့ပြန် join မယ်ဆိုတော့ဒီလို့ပေးရလိုက်မယ် d.name ပြီးတော့သူတိုင်း column name ကိုဖြစ်ချင်တဲ့အတွက်ကျွန်တော် s ပေါ့လေ DPARD department အနေနဲ့သူဒီထွက်လာမဲ့ column ကို name ပေးလိုက်မယ်နောက်တစ်ခုနေက employee ဆိုတော့ employee ရဲ့ name ဖြစ်မှာပေါ့လေ employee တွေပေးတဲ့က employee ကိုလည်း alias e လို့ပေးလိုက်မယ် name ကိုသူ့ကိုဘာလုပ်ပေးမလဲဆိုတော့နာမည်ကဒါလုပ်ပေးလိုက်မယ်နောက်တစ်ခုက salary ကလည်း employee ထဲမှာပဲရှိမယ် employee တွေက salary column ကို as ဒီ salary အနေနဲ့အကျုံးပေးလိုက်မယ်ပေါ့လေဟုတ်ပြီအဲ့တော့from ပေါ့ဘယ် table တွေကယူမှာလဲဆိုတော့ employee ဆိုရဲ table က alias e နဲ့ပေးပြီးတော့ကျွန်တော်ယူမယ်အဲ့ table ကိုကျွန်တော်ကဒီ join နဲ့ပြန် join မယ် join နဲ့ပြန် join မယ်ဆိုရင်လည်းကျွန်တော်ဘယ်လို join မလဲပေါ့အဲ့တော့ foreign key အနေနဲ့လည်းချိန်ထားရ employee တိုင်းမှာလည်း department တွေကပါမယ်ဆိုတော့ကျွန်တော်ဒီကောင် inner join နဲ့ပဲ join နိုင်မယ်ဗျာ inner join နဲ့ join မယ်ဆိုတော့သူ့ရဲ့ default join inner join ဆိုတော့ကျွန်တော်ဘာမှရေးစရာတော့မလိုဘူး join ပဲပုံမှန်ရေးလိုက်လို့ရတယ် join ဘာနဲ့ join မယ်ဆိုတော့ e ထဲမှာရှိရဲ့ department id ကsorry join ဆိုတော့ table name ကိုအရင်ရေးရမှာပေါ့လေ join table name က department ဖြစ်မှာပေါ့ department d on ဘယ်နေရာမှာ join မယ်ဆိုတော့ d.id နဲ့ကျွန်တော်ဒီ e.department id နဲ့တူတဲ့နေရာကိုတွားမှာပေါ့အဲ့တော့ကျွန်တော် select လုပ်ပြီးသွားပြီ join လုပ်ပြီးသွားပြီဟုတ်ပြီနောက်တော့ where predicate လုပ်မှာ where ဆိုတဲ့နေရာမှာ keyword တွေကတော့ G နဲ့ပဲကျွန်တော်ရေးလိုက်မှာဗျ where ဆိုတဲ့နေရာမှာသူကဘာကိုရွေးမဲဆိုတော့ department တစ်ခုချင်းမှာရှိတဲ့ higher salary ရှိတဲ့လူတွေရွေးမှာပေါ့အဲ့တော့ကျွန်တော်ဒီမှာ join လိုက်တာဖြစ်တဲ့အတွက် department တွေကတော့တစ်ခုချင်းကြီးရအောင်အဲ့အတွက် higher salary ဖြစ်တဲ့ဟာကိုရွေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကပြန်ပြီးတော့ query လေးပြန်ထုတ်မယ်ဗျ sub query ပြန်ထုတ်မယ် sub query ကကြတော့ဒီ main query ထဲမှာfilter လုပ်လိုက်တာပေါ့လေmain query ကိုပြန်ပြီးတော့ filter လုပ်ဖို့အတွက်ကိုကျွန်တော် sub query ကိုကျွန်တော်ဒီနေရာမှာတော့ကျွန်တော်သုံးတယ်ပေါ့လေတခြားနည်းလမ်းတွေလည်းရှိမှာခြားကောင်းတဲ့နည်းလမ်းတွေလည်းရှိမှာပေါ့ဒီနေရာမှာကျွန်တော် soft လုပ်မှာကြတော့ကျွန်တော်ကဒီ sub query လေး
တုံးလိုက်ပဲပေါ့လေအဲ့တော့ where e.salary salary ကအမြင့်ဆုံးဖြစ်မှာပေါ့အမြင့်ဆုံးဖြစ်မှာဆိုတဲ့အတွက်ဒီနေရာမှာကျွန်တော် set query လေးတုံးကြည့်အောင်ဗျာအဲ့တော့ပြန်ပြီးတော့ select e dot match ပေါ့လေ match e dot salary from employee okay where e dot department ID okay run ကြည့်အောင်ပဲကြည့်ရအောင်ဆိုတော့ဟုတ်ပြီ test case တွေကပတ်သွားပြီပဲ test case တွေကတော့ပတ်သွားပြီဟုတ်ပြီအဲဆိုရင်ကျွန်တော်ရဲ့ဟိုဟာလေးကိုကျွန်တော် submit လုပ်လိုက်မယ်เนาะ answer လေးကို submit လုပ်လိုက်မယ်okay ပြီးကတော့86ရာခိုင်နှုန်းထိအဆင်ပြေသွားရပါလေဒီကမှာဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းပဲအရင်ဆုံးအပေါ်ဟာမကြည့်သေးခင်မှာအောက်က query ပေါ့ sub query မှာကြတော့ map ဆိုတာသူ့ရဲ့ function ပဲပေါ့လေdatabase ရဲ့ SQL function ဖြစ်တယ်ပေါ့လေSQL function ကိုကျွန်တော်သုံးလိုက်တယ် salary အများဆုံးဖြစ်တဲ့ employee salary အများဆုံးကဘယ်လောက်လဲဆိုတာကျွန်တော်တို့ဒီ function လေးနဲ့ယူလိုက်တယ်ပေါ့လေအဲ့နေရာမှာ department ID က d.id နဲ့တူတဲ့ဟာကိုကျွန်တော်တို့ပြန်လဲပြီးတော့ဆွဲထုတ်လိုက်တယ် filter လုပ်လိုက်တယ်အဲ့ filter လုပ်လိုက်တဲ့ဟာပေါ့လေဟုတ်ကဲ့ဒီတော့ထားပါတော့ခုန example မှာဆိုရင်ကျွန်တော် ID 1နဲ့2နဲ့ရှိတယ်ဒီဘက်မှာ ID 1နဲ့2 1က ID 2က save ပေါ့လေsave ဖြစ်မယ်အဲ့ဒီမှာဒီဘက်မှာ ID 1နဲ့မှာအများဆုံးဘယ်လောက်ရှိလဲဆိုတော့ဒီ set query နဲ့ကျွန်တော်ကအရင်ဆုံး filter လုပ်လိုက်တယ်အဲ့အများဆုံးရှိတယ်အမောက်ကိုဒီမှာ e.salary ဟို condition ရဲ့နောက်မှာကျွန်တော်ထားလိုက်တာဖြစ်တဲ့အတွက်ဒီ query လေးကသူမြန်မာနာရဲ့အတိုင်းအလုပ်လုပ်သွားမှာပဲဖြစ်ပါရဲ့ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီရက်30 challenge တွေမှာပထမဆုံး medium ပုတ်စာလေးကတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ Okay အဲ့ဆိုရင်နောက်ရက်မှာကျွန်တော်တို့အထူးပြန်တွေ့ကြပါမယ်ဗျာ။ Bye bye ပါ